မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ငွေကြေးလက်လာပါတွေဝင်ပြီးတော့ abundance တွေအမြဲတမ်းရရှိနေမယ် money pool ritual လေးကိုမျှဝေပေးပါမယ် money pool လေးကိုလာတလရဲ့အစပထမအဆုံးနေ့ဒါမှမဟုတ်ရင် Venus ရဲ့နေ့တောက်ကြနေ့ Friday မှာလုပ်လို့ရပါတယ်ပထမအဆုံး money pool မလုပ်ခင်မှာ smoke cleansing နဲ့ negative energy တွေ O energy တွေကိုရှင်းပါမယ် money pool မလုပ်ခင်မှာ Papa Ganesha ရဲ့ blessing card လေးကိုအရင်ဆုံး oracle message တွေနဲ့တောင်းကြည့်ပါမယ် prosperity card လေးကြားရပေါ့နော် money pool လုပ်ဖို့အတွက်ဖန်ပကံဒါမှမဟုတ်ကျွေးပကံတစ်သားပကံသုံးလို့ရပါတယ် plastic ကိုတော့မသုံးဖို့အတွက်ကိုrecommend လုပ်ပါတယ်ဘာလို့လဲဆိုရင် plastic ပိုးတွေကကြတော့ဒါenergy ကိုသူက block ဖြစ်စေရပေါ့နော်ပထမဆုံး money pool လုပ်ဖို့အတွက်ကို protection ဖြစ်နေစားကို base မှာထားပါမယ်ကျော်ဒီနေ့ Himalayan sauce လေးကိုသုံးထားရပေါ့နော် money pool လုပ်တဲ့ချိန်မှာ prosperity ကြွယ်ဝမှုတွေကိုကိုစားပြုတဲ့ဆန်ကိုသုံးပါမယ်ဆန်မသုံးဘူးဆိုလို့ရှိရင်လည်းအုတ်ချုံတို့ပြီးလို့ရှိရင်ပဲတို့သုံးလို့ရတယ်ပေါ့နော်ဆန်ထည့်ပြီးသွားလို့ရှိရင်တော့ကြံနဲ့ဒီ prosperity ကို attract လုပ်တဲ့ herbs တွေကိုကျော်ထည့်ပါမယ် rosemary basil တို့က protection ပြီးလို့ရှိရင် success abundance တွေကိုသူကကိုစားပြုတယ်ပြီးရင် negative တွေကိုရှင်းဖို့အတွက်လင်းညင်းပွင့်တွေကိုသုံးလို့ရတယ်ဒီနေ့မှာတော့လင်းညင်းပွင့်မရှိတော့လင်းညင်းအမှုတ်ပေါ့နော် clove powder ကိုသုံးထားတယ် abundance ငွေကြေးတွေကံကောင်းမှုတွေကိုကိုစားပြု attract လုပ်တဲ့ cinnamon powder cinnamon stick ကို money pool ထဲမှာထည့်လို့ရတယ်ပြီးရင် crystal လေးတွေလည်းသုံးလို့ရတယ်ဒီ money attraction crystal လေးတွေကတော့ citrine တို့ green venture တို့ပြီးရင် tiger eye တို့နှစ်သက်ရာ crystal လေးတွေကိုလည်း money pool ထဲမှာထည့်လို့ရပါတယ် money pool လို့ခေါ်တဲ့အတွက်ကြောင့်မလို့ကျတို့ဒီထဲမှာပတ်စံဒါမှမဟုတ်အကျွေးစီးတွေကိုလည်းဒါ attract လုပ်ဖို့အတွက်ကျတို့ထည့်လို့ရတယ်ကရဝေးရွယ် bay leaf ကိုလည်း money pool ထဲမှာကျတို့ရဲ့ဆူတောင်းလေးတွေပြီးလို့ရှိရင်888ဒါမှမဟုတ်ရင် Facebook room လေးတွေကိုဆွဲပြီးတော့ money pool ထဲမှာဆူတောင်းပြီးထည့်လို့ရပါတယ်နောက်ဆုံးမှာတော့ကျတို့ရဲ့ money pool လေးကို activate ဖြစ်ဖို့အတွက်အစိမ်းရောင်ဖျောင်းနိုင်ဒါမှမဟုတ်ဖြူရောင်ဖျောင်းနိုင်လေးကိုထွန်းပြီးတော့ဆူတောင်းလို့ရပါပြီဒီ money pool လေးကိုကိုယ့်ရဲ့အလုပ်စပွဲပေါ်မှာဒါမှမဟုတ်ကိုယ်အသုံးပြုနေကြနေရာနားလေးမှာပေါ့နော်ထားပြီးတော့အမြဲတမ်း smoke cleansing လုပ်ပြီးတာဒီငွေကြေးတွေကိုလည်းအမြဲလဲလှည့်ပြီးတော့ abundance တွေ money တွေ flow ဖြစ်နေဖို့ကိုကဆူတောင်းရင်းနဲ့အစီရင်လေးလုပ်ထားလို့ရပါတယ်အားလုံးပဲဒီအော်တိုဘာလကနေစပြီးတော့ဒီ money pool လေးနဲ့အတူကိုစီကိုငွေကြေးတွေလက်လာပါတွေ prosperity abundance တွေစီစဉ်ဝင်ရောက်လာပါစေလို့ဆူတောင်းပေးလိုက်ပါတယ်